ဘာကြောင့်ကြိုက်တာရမ်းတော့ ဒီကောင်ရဲ့ကျွန်တော် height ကိုကြိုက် ကျွန်တော် high pitch aura ဗျာအဲ့လို တော့ကြိုက် အဲ့လိုအော်နေရကြိုက်တယ်ဟိုဘက်ရန်တိုက်ရှိမှာဆိုလောဝင်းရှိရဗျာ Lil Wayne နဲ့ Lil Wayne ရှင်းတယ်ကျွန်တော်ရန်တိုက်ပဲ ရမ်းတော့ ဘာအဲ့မော် မင်းတို့မီယာတကယ် ရန်တိုက်ဗျာဒါတော့ကျွန်တော်ကရန်တိုက်ကတကယ်ဟိုဟာနှစ်တည်းကျွန်တော်မမီအမှန်လည်းပြတကယ်ရန်တိုက်ကိုဟိုတေချာမိမဲ့လူကြတော့အမှကဲ2014 15တို့ဘာလို့တည်းက9000နဲ့လူဆိုကောင်းကောင်းမီမှာ TI တို့ဘာလို့ထွက်ခဲ့တဲ့ဟာမျိုးတွေအဲ့ဒါကြတကောင်အဲ့လိုစပေါ်လိုက်ရှင်ကျွန်တော်တို့မိသွားချင်းကြောဒီကောင်အဲ့လို wise လေးပဲဗျာအဲ့လိုသူ့လေးပဲထဲမှာ Ganna တို့ Ledu ကစားရရှိပဲ Ganna တို့ဒီ Lakey တို့ Lake ဟိုတို့ရှိနေရဲ့အရှင်အမှဟိုမှာကျွန်တော်တို့မိတာ ညမြန်မာ hip hop တဲ့ဆိုလို့ရှိရင်မင်းတို့မေးရမယ်ဒီကောင်တွေက reload လို့ ကိုရီလို့ကို နေတို့ကိုဟာဖြစ်တာ ကိုမြန်မာကိုကြောက် သူတို့စာပြီးနားထောင်တာ inspire ဖြစ်တာ ကျွန်တော်တို့ ဒါအဲ့အပြင်တခြား rapper တွေကဘယ်သူတွေကို ဘာ ကြိုက် နားထောင်ပြ အော်မှာတော့မကြောက်ပါကြိုက်တယ်ကျွန်တော်တို့ကျွန်တော် tribute ကြိုက်တယ် tribute ကိုနေတဲ့ငိန်တို့ကိုဘီ Kobe flow flow tribute ကြိုက်တယ်ပြီးရင်အဲ့လိုrap ဆိုရတဲ့ဆိုမှဟိုကြိုက်တယ်ဟိုကိုကဘီကြိုက်တယ် ကိုကဘီ ကိုကဘီကြိုက်တယ်ကိုကဘီကိုဟိုဖြစ်တယ်ကြိုက်တယ် ကျွန်တော် latest ထွက်တဲ့တော်တော်များများ ဟုတ်တယ် အဲ့အရှိကြံဆိုမင်းတို့မမေ့ မမီကဲ ကြားတော့ကြားဘူးလေဘာ ကြား တရား ဘူး နားမ လား ထောင် ဘာညာအဲ့လိုမျိုးတော့